ရေပူစမ်းမျိုးတော်ဆိုတဲ့အတိုင်းပဲရိုးရာအဝတ်စားတဲ့ကောင်မလေးတွေကလည်းခံများပါအခုတော့လူတယောက်ကိုဓာတ်ပုံအတူတူရိုက်ကြမလားလို့မေးနေကြပါတယ်တပတ်ကတော့ဓာတ်ပုံအတူတူရိုက်ချင်တယ်ဆိုတော့မိန်းကလေးဘက်ကအရင်ဖွင့်ပြောတာပဲမလားလို့ပြန်ပြောလာပါတယ်ယူကြကြောင်လေးပြောနေတဲ့သူကတော့ဂန်ချီရိုဆိုတဲ့သူပါဂန်ချီရိုကလည်းမင်းတို့နှစ်ယောက်ကိုငါဇနီးအဖြစ်တော်ကောင်းလိုက်ပြီဆိုရင်ဆွဲမလိုက်ပါတယ်ဖြစ်ချင်တော့အိုပိုရိုဆိုတဲ့သူကိုရတော့ကတားလာပါတယ်ကောင်မလေးတယောက်ကလည်းထွက်ပြေးသွားကြပါပြီဂန်ချီရိုကအမြင့်မြတ်တဲ့သူလို့တာမန်ကောင်မလေးအစားဆွဲအားရှိတဲ့ကောင်မလေးကိုရွေးချယ်တင်တယ်လို့အိုပိုရိုကပြောလာပါတယ်တပတ်ကတဲကုန်ဆောင်ကတော့ဟိုယူကနိုးလာပြီးသူ့ရင်ဝင်ထဲရောက်နေတဲ့ယူနာကိုတွေ့လိုက်ရပါတယ်ယူနာကအိတ်ကြံပြီးအိတ်ရင်ပြင်ဘာမှငွေထားတတ်ပါဘူးဒါကြောင့်ဖိုးယူလည်းအိတ်ချင်အောင်ဆောင်ဖို့ကြိုးစားပေမဲ့ယူနာကနိုးလာပြီးသူမအဖြစ်သူမမြင်သွားပါတယ်ဒါကြောင့်အစွမ်းနဲ့လွတ်ထွက်ကုန်ပြီးဖိုးယူဒီနေ့လည်းရေထဲကျသွားပြန်ပါတယ်မနက်စာစားပြီးကြချိန်မှာတော့စာကီနဲ့ရရတို့တွေယူနာကိုတွေ့လိုက်ကြပါတယ်ယူနာကသူမနေတိုင်းဖိုးယူကိုရေကန်ထဲပြစ်ချနေပြီးတော့စိတ်မကောင်းဖြစ်နေတာပါစာကီနဲ့ရရတို့ကလည်းဒါကနေတိုင်းပဲဆိုတာပုံမှန်ပဲလားလို့ပြန်ပြောလိုက်ပါတယ်ဒါကိုကြတော့ယူနာကလည်းဖိုးယူအပေါ်အပြစ်ရှိတယ်လို့ခါစားသွားရပါတယ်ဒါကြောင့်သူမကိုသူမရေကန်ထဲပြန်ခုန်ချတော့မယ်ဆိုပြီးလုပ်နေပါပြီစာကီနဲ့တားလိုက်ရပြီးယူနာကိုပြန်နေသိပေးလိုက်ရပါပြီဖိုးယူရောက်လာတဲ့နေ့ကစပြီးယူနာကပြောင်းလဲသွားခဲ့တာပါဒါကိုသူမတို့အကုန်လုံးသတိထားမိကြပါတယ်အခုလောလောဆယ်တော့ရေကန်ထဲခုန်ချတဲ့ကိစ္စကိုယူနာမေးတော့ဖိုးယူအတွက်ကြပြာရည်လေးသွားယူပြီးဖို့ချီလိုကခန်းလိုက်ပါတယ်ယူနာလည်းချက်ချင်းဆိုသလိုပဲသွားယူတယ်ပြီးဖိုးယူစီပေးလာပါတယ်ဘေးကဖိုးယူဆိုတော့စားပြီးသွားကြရအောင်လို့ယူနာကိုပြောလာပါတယ်ဒီနေ့မှာဖိုးယူဆိုနဲ့ယူနာတို့ကအပြင်အတူတူသွားကြမှာပါဖိုးယူနဲ့ဂယုဆိုင်ပြီးသွားကြမှာလို့ပြောလိုက်ပါတယ်ဒါလို့လည်းဂန်ရှီလိုလည်းသူစနီးလေးဖြစ်လာမဲ့သူကိုရေကူစမ်းမျိုးတော်မှာပတ်ချနေခဲ့ပါတယ်သူစနီးဖြစ်လာမဲ့သူကအဆွမ်းရှိရမှာတော့အမှန်ပါဒါလို့လည်းလမ်းကတွေ့ရတယောက်ကိုဆွဲကောင်းနေတော့အိုဘိုလိုကလည်းနောက်တစ်ချက်တက်တီးပေးလိုက်ပါတယ်သူ့ကိုရတော်စီကနေခဏခဏရိုက်ခံနေရလို့ဂန်ရှီလိုလည်းစိတ်ဆိုးသွားပါတယ်ဒါကြောင့်ပြန်ပြေပြောင်းလို့လုပ်နေတော့တစ်ဖက်ကယူနာတို့နှစ်ယောက်ကိုတွေ့လိုက်ရပါတယ်ဂန်ရှီလိုယူနာကိုတွေ့ချင်းသဘောကျသွားပါပြီဒါကြောင့်ယူနာတို့စီရောက်လာပြီးနာမည်ဘယ်လိုခေါ်လဲလို့မေးလိုက်ပါတယ်ခွေယူစုလေးလည်းပြန်ပြေမလို့လုပ်ပေမဲ့သစိမ့်တွေနဲ့စကားမပြောရဘူးဆိုတဲ့အကြောင်းကိုယူနာကပြန်သတိပေးလိုက်ပါတယ်ဒါကြောင့်ခွေယူစုလေးကထွက်သွားဖို့လုပ်လိုက်ပြီးဂန်ရှီလိုကလည်းသူ့ကိုပြန်ပေးသမားတို့ထင်နေကြတဲ့ဒီနှစ်ယောက်ကြောင့်ရင်းနဲ့နာကျင်သွားပါတယ်ဒါပေမဲ့သူယူနာကိုသူစနီးအဖြစ်တော်ကောင်းရပါအောင်မယ်ဒါကြောင့်ယူနာနာမည်ကိုမေးလိုက်ပါတယ်အဲ့ဒီဂန်ရှီလိုကယူနာကိုသူမိမအဖြစ်တော်ကောင်းမယ်ဆိုရင်ပြောလာတာကြောင့်ယူနာနဲ့တိတ်လက်သွားရပြီးဂန်ရှီလိုကိုရေကန်နဲ့ပစ်ချလိုက်မိပါတယ်ဒါပေမဲ့ဂန်ရှီလိုကရေထဲကနေပြန်ထွက်လာပြီးယူနာမှာအစွမ်းနေရှိနေလို့ပြောနေပါတယ်နောက်တစ်ခဏမှပဲဂန်ရှီလိုကသူအစွမ်းနေထုတ်သုံးလိုက်ပြီးရေတွေကိုချောက်လုပ်လိုက်ပါတယ်အဲနောက်မှာတော့ဂန်ရှီလိုယူနာကိုပွက်ချီလိုက်ပြီးသူလန်တော့ကိုပြန်ခေါ်သွားဖို့လုပ်ပါတယ်အနောက်မှာခွန်ယူစုလေးကလည်းယူနာမှာချစ်သူရှိပြီးသားမလို့အဲ့လိုလုပ်လို့မရဘူးလို့ပြောနေပြီးယူနာကဖွန်ယူနဲ့အတူတူအိတ်ကြတာလို့ပြောလာပါတယ်ဂန်ရှီလိုကလည်းဖွန်ယူဆိုတဲ့ကောင်ကသူ့ယူနာလေးကိုထီရဲတဲ့အထီသက်တိတွေရှိနေပြီပဲလို့တွေးနေပါတယ်ခွန်ယူစုကသူမတရွက်လေးနဲ့ပြစ်လိုက်ပေမဲ့အိုဘိုလိုကတားလာပါတယ်အိုဘိုလိုကခွန်ယူစုလေးကိုရိုက်ချဖို့လုပ်ပေမဲ့ယူနာကတားလာပြီးသူမအသာကြီးလိုက်ခဲ့မှာမလို့ခွန်ယူစုလေးကိုလှုပ်ပေးပါလို့ပြောလာပါတယ်ဒါကြောင့်အိုဘိုလိုလည်းမရိုက်တော့ပဲနန်းတော်ကိုပြန်ဖို့ခိတ်ကိုဖွင့်လိုက်ပါတယ်ဒါလိုနဲ့ဂန်ရှီလိုတို့တွေလည်းယူနာကိုခေါ်ပြီးသူနန်းတော်ကိုပြန်သွားကြပါပြီမသွားခင်မှာဂန်ရှီလိုကအနိုင်အောင်ငကားမဲဆိုတာကိုခွန်ယူစုကပြောပြခဲ့ပြီးယူနာကိုလာကန်ရဲတဲ့တတိရှိလာကန်လိုက်လို့ပြောပြီးထွက်သွားကြပါတယ်ဒီနေ့မှာတော့စာကီနဲ့ဖွန်ယူတို့အကြောင်းကနေတူတူပြန်လာကြပါတယ်စာကီရဲ့မကောင်းဆုံးအနေနဲ့အလုပ်ကနေတိုင်းမရှိသလိုဖွန်ယူရဲ့အချိန်ပိုင်းအလုပ်ကလည်းညစာစားပြီးမှသွားရမှာပါသူတို့နှစ်ယောက်စကားတွေပြောရင်ရှောက်ကြချိန်မှာအရှိကခွန်ယူစုလေးကိုတွေ့လိုက်ရပါတယ်ခွန်ယူစုကိုလက်ခေါ်လိုက်ချိန်မှာတော့ခွန်ယူစုလေးကလည်းကဲတရှင်တွေ့သွားသလိုသူတို့စီကိုလာခဲ့ပါတယ်ဒါအပြင်သူမနဲ့ယူနာတော့ကြုံရတာတွေကိုလည်းပြန်ပြောပြလိုက်ပါတယ်ခွန်ယူစုလေးနဲ့ကဲဖို့စူးစမ်းခဲ့ပေမဲ့ယူနာကိုမကယ်နိုင်ခဲ့ပါဘူးဒါကိုကြောင့်တော့ခွန်ယူနဲ့ယူနာကိုသွားခဲ့ဖို့လုပ်ပါပြီခွန်ယူစုလေးနဲ့အနောက်ကနေပြေးလိုက်သွားပြီးအကောင်သေးလိုက်ပါတယ်ခွန်ယူစုဒီလိုအကောင်သေးလို့ရမယ်ဖွန်ယူအခုမှသိလိုက်ပါတယ်သွားခဲ့တော့မယ်နှစ်ယောက်ကိုကြည့်ရင်စာကီတားလာပါတယ်အနိုင်အောင်ငကားမဲဆိုတာကနဗျာအစင်သတ်မှတ်ထားသူဖြစ်ပြီးသူမတို့နေညာအကွယ်စည်းကတော့သွားမထီရဲတဲ့သူပါဒါကြောင့်တယောက်တည်းမသွားနဲ့လို့ပြောလာပါတယ်ဖွန်ယူကတော့ဘယ်လိုပဲဖြစ်ဖြစ်ယူနာကိုသွားခဲ့မှာဖြစ်ပြီးစာကီကိုတော့အရင်ပြန်နေပါလို့ပြောလာပါတယ်ဒါပေမဲ့စာကီကတော့ဖွန်ယူကိုလည်းတယောက်တည်းမလွတ်နိုင်သလိုယူနာကိုလည်းဒီတိုင်းမထားလိုက်နိုင်ပါဘူးတပတ်ကနန်းတော်မှာတော့ဂန်ရှီလိုကယူနာကိုခေါ်လာပြီးသူ့လက်အောက်ငယ်သားတွေကိုလည်းမင်္ဂလာပွဲကျင်းပဖို့ပြင်ဆင်နေကြပါပြီယူနာလည်းအပြစ်ပြက်တွေကတတော့မြန်သွားနိုင်မယ်လို့မထင်ထားပါဘူးအထက်ရောက်လာချိန်မှာတော့ယူနာကိုချထားလိုက်ပြီးသူ့ဘိုးဘေးစင်ထားခဲ့တဲ့တားမြင့်စွမ်းရည်နဲ့ယူနာကိုပြစ်ပေးဖို့လုပ်လာပါတယ်အဲ့ပြစ်ပေးနေကတော့ခေါ့ပလေးပါယူနာမှာတစ်ထည့်ပြီးတစ်ထည့်ပြောင်းဝင်နေရပြီးဂန်ရှီလိုကလည်းအပျော်ကြီးပြောနေပါတယ်သူခေါ်လာတဲ့ဇနီးကတလောက်တော့ချောရဲလိုက်တာဆိုပြီးတွေးနေပါတယ်အဲ့ဒီအနောက်ကအိုဘိုလိုကတားလာပြီးယူနာအတွက်ငကားမိသားစုကဇနီးတဲ့တွေလိုက်နာရမယ်စီးမီးတွေကိုယူလာပါတယ်ယူနာကလည်းသူမကဂန်ရှီလိုကိုမချစ်တာမလို့လက်ဖက်ချင်ပါဘူးဒါကိုကြတော့အိုဘိုလိုကဘွေယူဆိုတဲ့ကောင်ကိုကြိုက်နေတာလားလို့ပြန်မေးလိုက်ပါတယ်ယူနာလည်းအဲ့လိုမဟုတ်ကြောင်ပြန်ပြောလိုက်ပါတယ်ဂန်ရှီလိုကတော့ယူနာသားသူဇနီးဖြစ်လာရင်ဒီနေရာကလွယ်ပြီးတခြားဘယ်နေရာကိုမှမသွားရတော့ဘူးမလို့ဖွန်ယူနဲ့လည်းတွေ့သွားမှာမဟုတ်ကြောင်ပြောလာပါတယ်ဒါပေမဲ့သူမကဖွန်ယူအတွက်ပြဿနာတွေလုံးမိနေတာကြောင့်ဖွန်ယူစိတ်အနှောက်အယှက်ဖြစ်မှာပဲလို့တွေးမိပါတယ်အိုဘိုလိုကလည်းဖွန်ယူကိုစိတ်အနှောက်အယှက်မဖြစ်စေချင်ဒီမှာပဲနေလိုက်တာအကောင်းဆုံးပဲလို့ပြန်ပြောလိုက်ပါတယ်အပြင်ဘက်မှာတော့ဖွန်ယူနဲ့စာကီတို့တွေကကားဆင်းဆင်းရထားဆင်းဆင်းနဲ့စီးမိတဲ့နောက်မှာတော့ရောက်လာခဲ့ပါပြီအနေအောင်ငကားမဲနန်းတော်ကနေအောင်မရှိအောင်တောင်းအောင်မှဆောက်ထားကြတာပါစာကီလည်းအကာအကွယ်စီးကိုဖြတ်ပြီးအထက်ကိုဝင်လိုက်ပါတယ်သူတို့တွေအထက်ကိုဝင်လိုက်ကြပြီးကိုကိုဖျက်လျှောက်သွားကြပါတယ်သိမကြခင်မှာပဲငကားနန်းတော်ကိုတွေ့လိုက်ရပြီးသူတို့တွေအထက်ဝင်ဖို့ကိုဆွေးနွေးကြပါတယ်အထဲမှာလည်းအဆောက်အဦတွေရှိနေတာကြောင့်သူတို့တွေဝင်အဆောက်တွေကိုအရင်ဖျက်ရမှာပါစာကီလည်းတိုက်ခိုက်ဖို့ဝိစုံလေးပြောင်းဝေးလိုက်ရပါပြီဒီလိုနဲ့သူတို့တွေတိုင်ပင်နေကြတော့အဲနားကိုအဆောက်တယောက်ရောက်လာပါတယ်အဆောက်မတွေ့အောင်စာကီတို့လည်းပုံနေလိုက်ကြပါတယ်ချင်းချင်းတော့ဖွန်ယူရဲ့သပင်မွေးကြောင့်ခွန်ယူစုနာချီလိုက်မိပါတယ်အဆောက်လည်းသိသွားပြီးစာကီရဲ့ချက်ချင်းဆိုသလိုပဲအဆောက်ကိုသတိမေ့တော့လုပ်လိုက်ပါတယ်ဒီလိုနဲ့ခွန်ယူစုလည်းစာကီစီရောက်လာပြီးစာကီနဲ့ဖွန်ယူတို့ကလည်းနေရာခွဲပြီးသွားကြပါပြီစာကီကယူနာကိုသွားခဲ့တယ်လို့ဖွန်ယူကဂန်ရှီလိုကိုအချိန်ဆွဲထားရမှာပါဒါအပြင်ဂန်ရှီလိုကယူနာကိုနောက်တစ်ခါလာမခေါ်နိုင်အောင်လည်းလုပ်ရပါအောင်မယ်ဒီလိုနဲ့ဖွန်ယူလည်းနောက်ဦးငကားမဲထွက်ခဲ့စံလို့သွားအောင်နေလိုက်ပါတယ်ဖ
ဖူယူပေါင်းရတွေပုံရှောင်ပြောနေပြီးအဆောက်တွေကလည်းအနောက်ကနေဖမ်းသွားကြပါတယ်ဒီလိုနဲ့ဖူယူလည်း9မိနစ်တွေ့လိုက်ရပါတယ်ဒီအပိုင်းလေးကတော့ဒီမှာပြီးဆုံးသွားပါပြီဗျနောက်ပိုင်းနဲ့တို့ပြန်လာခဲ့ပါမယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်